Browin ဟာ Professor Sibo နဲ့တွေ့ဆုံခဲ့ပြီးအတိတ်က Power Ranger တွေကိုအနာဂတ်စီခေါ်ဆောင်လာဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။ဒီလိုလုပ်နိုင်ဖို့ Browin ဟာ Onyx ကနေ Dino Gen 3 ကိုရယူထားခဲ့ပါတယ်။2005ခုနှစ် Riptide High ကျောင်းရဲ့တနစ်ပြည့်ပြန်လည်တွေ့ဆုံပွဲမှာ Connor, Ethan နဲ့ Kira တို့ပြန်လည်တွေ့ဆုံခဲ့ကြပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုပြန်လည်ပြောပြနေခဲ့ကြပါတယ်။ရုပ်တရက် Ranger ဟောင်းတွေဟာအနာဂတ်ကိုရောက်သွားကြပြီးအဲ့ဒီမှာ Browin ကကမ္ဘာမြေကိုဖျက်ဆီးဖို့သူ့ကိုကူညီရမယ်လို့တောင်းဆိုခဲ့ပါတယ်။သူတို့3ယောက် Dino Gens တွေကိုယူပြီးထွက်ပြေးခဲ့ကြပေမဲ့မကြာခင်မှာပဲ Crime Boss တွေကသူတို့ကိုဝိုင်းတားလိုက်ပါတယ်။သူတို့ဟာတာမန်လူစွမ်းအားတွေနဲ့ပဲပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။အီတန်က Crime Boss တွေဟာစက်ရုပ်တွေဖြစ်နေတာကိုအံ့အားသင့်သွားခဲ့ပါတယ်။ Browin ကသူတို့ရှစ်ထက်ရောက်လာပြီးငါ့ကိုကူညီမလားဒါမှမဟုတ်အသေးခံမလားဆိုပြီးထပ်ပြီးချိန်ချောက်ပါတယ်။အဲ့ဒီအချိန်မှာ B Squad က Browin ရဲ့တိုက်ခိုက်မှုကနေဒီတာမန်တွေကိုကာဝယ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ Browin လည်းထွက်ပြေးသွားခဲ့ပါတယ်။ B Squad ကသူတို့ကိုသူတို့ Power Ranger လို့မိတ်ဆက်လိုက်တဲ့အခါသူတို့3ယောက်ကလည်းသူတို့ကိုယ်တိုင် Power Ranger တွေဖြစ်ကြောင်းတနေ့ထုတ်ပေါ်ပြချလိုက်ပါတယ်။ Dino Ranger တွေကို database အနှံ့လိုက်လံပြသခဲ့ပြီး Doki နဲ့ Cat တို့နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ Dino Ranger တွေက Browin ကိုတိုက်ဖျက်ရမှာကူညီဖို့ဆုံးဖြတ်ထားပေမဲ့ SPD Ranger တွေကတော့ဒါဟာအရန်အနေများတယ်လို့တားမြစ်ခဲ့ကြပါတယ်။ B Squad Ranger တွေဟာ Browin ကသူတို့ကိုထောင်ချောက်ဆင်ဖို့လုပ်လိုက်တဲ့ Dragoon ကောင်ကိုဖိရှင်းဖို့သွားခဲ့ရပါတယ်။ Ranger တွေဟာ Dragoon နဲ့တော်တော်ရေးကြိတ်နဲ့တိုက်ခိုက်ခဲ့ရပြီးမှသူ့ကိုထွက်ပြေးသွားအောင်လုပ်နိုင်ခဲ့ပါတယ်။ Emperor Grant က Browin ဟာသူ့အမိန့်ကိုစန့်ကျင်ပြီးလှုပ်ဆောင်နေတဲ့အတွက်ဒေါသထွက်နေပြီး Ranger တွေကိုအလုံးအရင်းနဲ့မြေပြင်တိုက်ခိုက်မှုကြီးပြုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြာခင်မှာပဲ B Squad အဖွဲ့ဟာ Crime Boss တက်ကြီးရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတယ်။ Dino Ranger တွေကဝင်ကူညီပြရစီလို့တောင်းဆိုကြပေမဲ့ခါကမင်းတို့တစ်ခုဖြစ်သွားရင်အချိန်ကာလတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဆိုပြီးပြောခဲ့ပါတယ်။ Connor က B Squad သာရှုံးနေသွားရင်ဒီအချိန်ကာလကြီးဆိုတာကအရေးပါတော့မှမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ Dragon ဟာအကောင်ကြီးဖြစ်ပြန်ပေါ်လာပြီး Omega Ranger ကသူ့ရဲ့ Omega Max Megazord နဲ့တွားရင်ဆိုင်ခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲခါကဟာ Shadow Ranger အဖြစ်နဲ့တခြား Ranger တွေကိုကူညီဖို့တိုက်ပွဲထဲဝင်လာခဲ့ပါတယ်။ Grant နဲ့ Morgana တို့ကလည်းတိုက်ပွဲထဲကိုရောက်နေပါပြီ။ခါရဲ့သတိပေးမှုကြားကပဲ Dino Ranger တွေဟာသူ့ရဲ့အနာဂတ်ကရဲဘော်ရဲဘက်တွေကိုကူညီဖို့အတွက်အခက်ပြန်လဲပြင်ဆင်ပေးထားတဲ့သူတို့ရဲ့ Morpho Ranger တို့ရောက်ရှိလာခဲ့ကြပါတယ်။ Power Ranger 9ယောက်စလုံးအတူတူပုံပြောင်းလိုက်ပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်။ Dino Ranger တွေဟာ Super Dino မှုကိုအသုံးပြုပြီး B Squad က Storm မှုကိုအသုံးပြုခဲ့ပါတယ်။ Ethan က Sky နဲ့ Bridge တို့နဲ့ပူးပေါင်းပြီး Crime Boss တွေကိုရှင်းလင်းပါတယ်။ Kira က Zed နဲ့ Sid တို့နဲ့ပူးပေါင်းက Crime Boss တွေကိုပြစ်ခတ်ရင် Morgana ကိုပါတစ်ခါတည်းဝင်တိုက်ပါတယ်။ Red Ranger 2ယောက်ဖြစ်တဲ့ Jack နဲ့ Connor တို့ကခါမောင်းနေတဲ့ Sword Command Trap နဲ့အကူအညီနဲ့ Grant ကိုချုံကိုတိုက်ခိုက်ခဲ့ပါတယ်။ခါက B Squad ကို Omega Ranger ကိုတောင်းကူညီဖို့လှုပ်လိုက်ပြီးသူနဲ့ Dino Ranger တွေကကြံနေတဲ့ Crime Boss တွေကိုအပြီးအသတ်ရှင်းလင်းခဲ့ပါတယ်။တစ်ဖက်မှာလည်း Data Max Megazord ကိုဖွဲ့စည်းပြီး Drago ကိုအနိုင်ယူလိုက်ပါတယ်။တပြိုင်နက်တည်းမှာပဲ Dino Ranger တွေက Zera's Blaster ကိုပေါင်းစပ်ပြီး Grant ကိုထွက်ပြေးသွားအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။နောက်ဆုံးတော့ Power Ranger 10ယောက်စလုံး Grant ကိုအနိုင်ယူပြီးအောင်ပွဲခံခဲ့ကြပါတယ်။ Connor, Ethan နဲ့ Kira တို့ကဒီအနာဂတ်မှာပဲဆက်နေပြီးကူညီပေးချင်ခဲ့ပေမဲ့ SPD Ranger တွေကသူတို့ဟာသူတို့ရဲ့အချိန်ကာလမှာဆက်လက်ပြီးဆက်လုပ်ရှားစရာကောင်းပြီးအဓိပ္ပာယ်ရှိတဲ့ဘဝတွေကိုပိုင်ဆိုင်သွားကြမှာပါလို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Connor, Ethan နဲ့ Kira တို့သူတို့ရဲ့အနာဂတ်အကြောင်းတွေကိုကြိုတင်မသိရှိစေဖို့အတွက်မှတ်ဉာဏ်တွေကိုပြန်လည်ဖျက်ပစ်လိုက်ရပါတယ်။တစ်ဖက်မှာတော့ Browin က Ranger တွေပထမ Drago ကိုသာပျက်စီးနိုင်ခဲ့ပြီးနောက်ထပ်ပိုအစွမ်းထက်တဲ့ကောင်ကစောင့်ကြိုနေကြောင်းကျင်းဝါနေခဲ့ပါတော့တယ်။ Emperor Grant က Ranger တွေကသူ့ကိုဘာကြောင့်အများနဲ့နိုင်မရတယ်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး Omni ရဲ့ရင်ဆိုင်မေးမြန်းမှုကိုခံနေရပါတယ်။ဒီတစ်ခါတော့တေချာပေါက်အနိုင်ရဖို့အတွက် Grant ဟာ Terra ရင်ကိုအတိတ်ကိုအနှစ်22နှစ်ပြန်သွားတဲ့ Warhol တစ်ခုတည်းကိုမောင်းနေသွားခဲ့ပါတယ်။ Cat က Ranger တွေကို Grant ရဲ့အချိန်ကြီးသွားမှုကြောင့်ချက်ချင်းသိသွားပြီး Ranger တွေကိုသတိပေးလိုက်ပါတယ်။ဒီအချိန်2004ခုနှစ် Riptide High ကျောင်းမှာတော့ Connor, Ethan, Kira နဲ့ Trent တို့ဟာကျောင်းပေါ်မှာဝဲပြနေတဲ့ Terra ရင်ကိုတွေ့ရှိလိုက်ရပါတယ်။ Grant ဟာ SPD ရဲ့နောက်ဆက်မှုမရှိဘဲကမ္ဘာမြေကိုသိမ်းပိုက်ဖို့ကြံစည်နေတာပါ။အနာဂတ်မှာတော့ Commander Kala က Jack, Bridge နဲ့ Zed တို့ကို Warhol ကနေ Grant နောက်ကိုလိုက်သွားဖို့တာဝန်ပေးလိုက်ပါတယ်။ Dino Ranger တွေဟာ Terra ရင်ကိုရှာဖွေဖို့တောထဲကိုဝင်သွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ဟာ Terra ရင်အစား Zetrus နဲ့ Trianodromes တွေကိုပဲရင်ဆိုင်တွေ့ရှိခဲ့ရပါတယ်။ Jack, Bridge နဲ့ Zed တို့က Warhol ကိုဝင်ရောက်သွားခဲ့ကြပါတယ်။ Dino Ranger တွေ Zetrus နဲ့တိုက်ခိုက်နေစမှာပဲ Terra ရင်က Zetrus ကိုရင်ပေါ်ဆွဲတင်သွားခဲ့ပါတယ်။ Grant က Zetrus ကိုနှိပ်စက်ပြီး Power Ranger တွေကိုအနိုင်ယူရမှာကူညီရမယ်လို့အမိန့်ပေးလိုက်ပါတယ်။ Zetrus ကလည်းဝမ်းမြောက်စွာကူညီမယ်လို့သဘောတူခဲ့ပါတယ်။ Jack, Zed နဲ့ Bridge တို့ကသူတို့ကိုယ်သူတို့ပြန်လည်မိတ်ဆက်ပြီး Dino Ranger တွေကို Grant ရဲ့အကြံစီတွေအကြောင်းပြောပြခဲ့ပါတယ်။ Warhol ပိတ်တော့မှာဖြစ်လို့ကျန်တဲ့ SPD Ranger တွေဟာအတိတ်မှာပိတ်မိမသွားခင်သူတို့အဖွဲ့နဲ့ပူးပေါင်းဖို့ပြင်ဆင်နေခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ Tommy ဟာ Black Ranger အဖြစ် Zetrus နဲ့တိုက်ခိုက်နေခဲ့ပါတယ်။ Zetrus က Mora ဖန်တီးထားတဲ့ Monster 3 ကောင် Crime Boss အဆင့်30လုံးနဲ့ Trianodromes တွေပါဝင်တဲ့တက်ကြီးကိုဦးဆောင်လာတာပါ။ Dino Rangers တွေက SPD Ranger တွေနဲ့ပူးပေါင်းပြီး Zetrus Army ကိုတိုက်ခိုက်ခဲ့ကြပါတယ်။ Grant နဲ့ Mora တို့ကအချိန်တွေကိုကြည့်နေတော့မှပဲအနာဂတ်ကနေကျန်တဲ့ SPD Ranger တွေပါအချိန်မီရောက်ရှိလာပြီးသူတို့ရဲဘော်တွေနဲ့ပူးပေါင်းလိုက်ကြပါတယ်။ Tommy နဲ့ Doki တို့ပထမဆုံးချိန်တွေ့ဆုံပြီး Ranger တွေကိုဦးဆောင်ကရန်သူတွေကိုတိုက်ခိုက်ပါတော့တယ်။ Kira, Sid နဲ့ Zed တို့ပူးပေါင်းပြီး Sporty Eye Monster ကိုအနိုင်ယူခဲ့ပါတယ်။ Sam နဲ့ Trent တို့က Foot Soldier တွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။
Bridge Ethernet Sky တို့က Grey Monster ကိုရှင်းလင်းခဲ့ပြီး Black Ranger နှစ်ယောက်ဖြစ်တဲ့ Tommy နဲ့ Kaka တို့က Zatras ကိုဆုတ်ခွာမသွားခင်အနိုင်ယူတိုက်ခိုက်ခဲ့ပါတယ်။ Jet နဲ့ Connor တို့ကသူတို့ရဲ့ Battleizer တွေကိုအသက်သွင်းပြီး Vine Monster ကိုချေမှုန်းလိုက်ပါတယ်။ Terrarium မှာ Grant ကဒေါသတကြီးနဲ့တိုက်ပွဲထဲဝင်ပြီး Ranger တွေကိုအပြတ်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ Mora ကဝိုးကိုပိတ်တော့မှဖြစ်ကြောင်းအခုချိန်ပြန်မသွားရင်ဘယ်တော့မှပြန်နိုင်တော့မှာမဟုတ်ကြောင်းသတိပေးခဲ့ပါတယ်။ Grant ကကမ္ဘာမြေကိုအခုချက်ချင်းသိမ်းပိုက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ Mora ကသူတို့က2004ခုနှစ်မှာရောက်နေတာဖြစ်လို့သူအရင်ကသိမ်းပိုက်ခဲ့ပြီးသားဂျူတွေအားလုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရမှာဖြစ်ကြောင်းထပ်မံသတိပေးလိုက်ပါတယ်။ Grant ကမကြင်မနှက်တဲ့သဘောတူပြီးအနာဂတ်ကိုပြန်ဖို့ Terrarium ကိုလမ်းကြောင်းပြန်လှည့်လိုက်ပါတယ်။ကမ္ဘာမြေပေါ်မှာတော့ Power Ranger တွေဟာ Zaras Blaster နဲ့ Candy Cannon တို့ကိုပေါင်းစပ်ပြီးကြာရှိနေတဲ့ဖူဆိုးကြားတွေကိုပိသက်ရှင်းလိုက်ပါတယ်။ SPD Ranger တွေအနာဂတ်ကိုမပြတ်ခင်မှာဒိုဂီကအချိန်ကာလမပြတ်စည်းစေဖို့အတွက်သူတို့ SPD အဖွဲ့သားတွေရော Dino Ranger တွေရဲ့မှတ်ဉာဏ်တွေကိုပါဖျက်ပစ်လိုက်ပါတယ်။ I think so. Grant က Omni ကိုသူ့ Ranger တွေကို short တက်မိသွားကြောင်းနဲ့နောက်တစ်ခါသူတို့အမှားမျိုးထပ်မဖြစ်စေရဘူးလို့အာမခံခဲ့ပါတယ်။အဲဒီနောက်သူက Omni ရဲ့ကြောက်ရွံ့လာဖို့အတွက်အသိပြင်ဆင်ထားပါမယ်လို့သဘောတူလိုက်ပါတယ်။